တော့ဗမာလိုနဲ့ပဲကျွန်တော်နည်းငယ်ပြောချင်ပါတယ်ဗမာစကားကတော့လူအများစုကနားလေတဲ့စကားဖြစ်တဲ့အတွက်အသုံးပြုတာပါလို့ကျွန်တော်ပြောချင်တယ်ဒီနေ့ဟာကျွန်တော်တို့တော်လှန်ရေးလုပ်တာဘယ်လောက်ကြာပြီလဲဆိုရင်တော့2026ဖေဖော်ဝါရီတရက်နေ့ရောက်ရင်တော့တော်လှန်ရေးလုပ်တာ9နှစ်ပြီးတော့မှဖြစ်ပါတယ်အဲ့ဒီချိန်မှာကျွန်တော်တော်လှန်ရေးသမားတွေကိုအထူးသဖြင့်ကောင်းဆောင်တွေကိုကျွန်တော်မှာချင်တဲ့ဥစ္စာရှိတယ်အဖွဲ့အစည်းတိုင်းဟာဆိုရင်တော့ငေသားတွေကဥဆောင်တာမဟုတ်ဘဲနဲ့ကောင်းဆောင်တွေကကျွန်တော်တို့ကဥဆောင်တဲ့ဥစ္စာဖြစ်တဲ့အတွက်ကောင်းဆောင်တွေကိုအာမနာစတာမှာကြားချင်တဲ့ဥစ္စာရှိတယ်အဲ့တော့မှာချင်တဲ့ဥစ္စာကတော့တစ်ခုရှိတယ်တစ်ခုကတော့လိမ့်လိမ့်မာမာနဲ့နေရအောင်နောက်တစ်ခုကတော့အဖွဲ့အစည်းကိုကြစ်ကြစ်လေးလေးခိုင်ခိုင်မာမာနဲ့လှုပ်ပြီးတော့မှတွားရအောင်ဆိုတဲ့ဥစ္စာတစ်ချက်မှာချင်ပါတယ်ဘာကြောင့်လိမ့်လိမ့်မာမာနေရအောင်လို့ပြောချင်တယ်လဲဆိုရင်တော့မလိမ္မာတဲ့သူကျွန်တော်တို့တချို့ကရှိနေတဲ့အတွက်ကျွန်တော်အဲ့ဒါစကားအသုံးရခြင်းဖြစ်ပါတယ်။ဘာကြောင့်အဖွဲ့အစည်းခိုင်ခိုင်မာမာနဲ့တွားကြရအောင်လို့ပြောချင်တယ်လဲဆိုရင်တော့တချို့အဖွဲ့အစည်းတွေကခိုင်ခိုင်မာမာမဟုတ်ဘဲနဲ့ဖြစ်စလောက်လေးနဲ့လူတူတယောက်ရဲ့ဥဆောင်မှုနဲ့ပဲတွားလို့ကျွန်တော်ပြောရခြင်းဖြစ်ပါတယ်။ဘာကြောင့်အဲ့လိုမျိုးနှစ်ခုကိုကျွန်တော်ပြောဖို့ရအတွက်ရည်ရွယ်ထားတယ်လဲဆိုရင်တော့အခုတော်လှန်ရေးကာလမှာ9နှစ်တာအတိုးအတွင်းမှာကျွန်တော်တို့ရေးပေါ်လေးရိုးသားတဲ့ရေးပေါ်တွေတော်တော်များများကြက်ဆုံးကုန်တာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ကြက်ဆုံးတဲ့အခါကျတော့မေမေဖေဖေတို့နဲ့ဥပမာပြောရမယ်ဆိုရင်တော့ကလေးအဖေမဟုတ်တဲ့သူတွေကတော့သူတို့ကလူပြိုတွေဖြစ်တယ်လူပြိုတွေဖြစ်ပြီးတော့မှဒီလောကကိုဆက်လက်ပြီးတော့မှအသုံးပြုပြီးတော့မှဒီလောကမှာကျင်လည်ရမယ်ဘဝဒီကိုဒီလောကမှာထပ်ပြီးတော့ဖြတ်တန်းရအောင်မဲ့လူပြိုတွေအများကြီးတွေ့ရမှာဖြစ်ပါတယ်ကြက်ဆုံးသွားတဲ့ရဲဘော်တွေကိုတွေ့ရမယ်ဆိုရကြည့်ရမယ်ဆိုရင်တော့သူတို့ဟာဆိုရင်ဖေဖေမေမေရှိကြတယ်ပြီးရင်တော့ထုံးစံအတိုင်းလူပြိုတွေဖြစ်တဲ့အတွက်သူတို့ချစ်တဲ့သူတွေရှိကြပါတယ်သူတို့တိုင်းပြည်နဲ့လူမျိုးအတွက်ခမည်းတော်ကျွန်တော်အပါအဝင်ကျွန်တော်တို့ကိုချစ်တဲ့အတွက်သူတို့အသက်ကိုပဒါနမထားတော့ဘဲနဲ့ကျွန်တော်တို့ကာကွယ်ပေးလို့တိုက်ပွဲမှာသူတို့ကကြက်ဆုံးကုန်တယ်ကြက်ဆုံးတဲ့ခါကျတော့အခုနမေမေဖေဖေတို့သူတို့အချစ်သူတွေကိုကျွန်တော်တို့ခွဲခွာကြရပါတယ်အခုဟာဆိုရင်တော့ကျွန်တော်တို့ ਨੇ မရှိနိုင်တော့ပါဘူးကျွန်တော်တို့ကိုကြောက်ခိုင်းကြကုန်ပါပြီဆိုတော့အဲ့လိုမျိုးပြင်းထန်လာတဲ့တော်လှန်ရေးခရီးစဉ်မှာကျွန်တော်တို့ကောင်းဆောင်တွေကဒီတိုင်းပဲဆက်သွားမှာလားအဲ့ဒါစဉ်းစားစရာတော်တော်ရှိတယ်မလိမ္မာဘူးဆိုရင်တော့ကြက်ဆုံးပြီးသားရဲဘော်တွေကျွန်တော်တို့ကိုကြောက်ခိုင်းတဲ့ရဲဘော်တွေအများကြီးအသက်ကိုစွန့်ပြီးတော့မှဒီလောကကနေစွန့်ခွာသွားတဲ့တို့ရဲဘော်တွေကိုပြန်တရိယာစစ်ချင်ပါတယ်တချို့ကဆိုရင်တော့ကလေးအဖေတွေဖြစ်တယ်ကလေးအဖေတွေကကျွန်တော်တို့အတွက်တိုင်းပြည်နဲ့လူမျိုးအတွက်ကြက်ဆုံးသွားတဲ့အချိန်မှာကြံစစ်ခဲ့တဲ့ဥစ္စာကသူတို့ရဲ့ဇနီးတွေသူတို့ရဲ့သားသမီးတွေကြံစစ်ခဲ့ပါတယ်ဒီခရစ်စမတ်မနေ့ပြန်တစ်ဖက်ခါရောက်မဲ့နေရမှာဆိုရင်တော့ကျွန်တော်တို့အတွက်ကတမျိုးဖြစ်ပေမဲ့ဒီလောကမှာမရှိတော့တဲ့ကြိုးခိုင်းသွားတဲ့တို့ရဲဘော်တွေဟာဆိုရင်တော့ကြံစစ်ခဲ့တဲ့မိသားစုတွေအတွက်တော့အင်မတန်မှရင်နာစရာတော်ကောင်းမှာဖြစ်ပါတယ်အဲ့ဒါတွေကိုလည်းတစ်ခါတည်းနဲ့အားလုံးဒီ live ကိုကြည့်တဲ့သူတွေကိုမှာကြားချင်ပါတယ်အဲ့တော့ဒီလိုမျိုးအခင်းအကျင်းမှာရောက်နေတဲ့အချိန်ဖြစ်တဲ့အတွက်သူတို့ရဲ့ကြံစစ်ခဲ့တဲ့မိသားစုအပေါ်မှာစာနာမှုအပြည့်အဝထားကြရသူတို့ကိုမမေ့စတာပြန်တရိယာကြအောင်အဲ့လိုမျိုးသူတို့ကိုစာနာစိတ်ရှိတယ်ဆိုရင်တော့ကျွန်တော်တို့ကောင်းဆောင်ဒီမကောင်းတဲ့ဥစ္စာဆက်လုပ်နေအောင်မလားကျွန်တော်တို့ကောင်းဆောင်ဒီကိုယ်အကြိုက်ပဲလုပ်နေအောင်မလားလိမ့်လိမ့်မာမာနေစေချင်တော့တယ်ကျွန်တော်ကတော့ကျွန်တော်ဟာခံစားချက်နဲ့စကားပြောနေတဲ့သူဖြစ်တဲ့အတွက်မစင်းစားနိုင်တော့ပါဘူးသူတို့ကပြန်လာမှာမဟုတ်တော့ပါဘူးဒီလောကကလည်းသူတို့ကကြောက်ခိုင်းသွားကြပါပြီကြံခဲ့တဲ့ရဲဘော်လေးတွေဆက်လက်ပြီးတော့မှတိုက်ပွဲဝင်နေပါတယ်အလုံးသိပြီးသားပဲသူတို့ကဘယ်နေရာမှာတိုက်ပွဲဝင်နေတယ်လဲဆိုရင်တော့အခုအလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ချင်းတောင်ကိုတက်လာတဲ့စကားစကိုအပင်းအထံတေခံပြီးတော့ကာကွယ်နေကြပါတယ်မနေ့တနေ့ကလည်းသူတို့အလောင်းတွေရောက်လာပါတယ်
ဆိုတော့အဲ့ဒီမျိုးအချိန်မှာကျွန်တော်တို့ကောင်းဆောင်တွေအရက်တွေတောက်နေဦးမှာလားအားလုံးတပီလုံးကိုကျွန်တော်ပြောတာပါဥပိ္ပခုကဘာဖြစ်လို့အဲ့လိုမျိုးပြောနေရတယ်လဲဆိုရင်တော့ကျွန်တော် NUG ကအစ PDF တွေကအဆုံး EA တွေကအပါအဝင်အကုန်လုံးကြည့်လို့ပါနော်သူတို့အကြောင်းကိုတော်တော်ကြည့်လို့ပါကျွန်တော်တို့ကောင်းဆောင်တချို့တွေကပျော်ပါလိုက်စနေသေးတယ်အခုချိန်ထိကိုရဲဘော်တွေကြက်ဆုံးနေတဲ့ချိန်မှာစုမတောင်းနိုင်ရင်ပေးနိုင်ရင်တောင်မှမကောင်းတဲ့ဥစ္စာကတော့မလုပ်ရင်ကောင်းမယ်ထင်တယ်အဲ့ဒါကိုကျွန်တော်အနှုတ်ညွှန်းတောင်းဆိုချင်ပါတယ်ဆိုတော့ကောင်းဆောင်မှုတင်တဲ့နေရာမှာ leadership ကိုကျွန်တော်တို့တင်တဲ့နေရာမှာကောင်းဆောင်တယောက်ဖြစ်ဖို့ရန်အတွက်အရေးကြီးဆုံးအချက်ဆိုပြီးတော့မှသုံးချက်ကိုကျွန်တော်တို့ပညာရှင်တွေကတင်ပေးတယ်တစ်ချက်ကတော့ကောင်းဆောင်လုပ်ပြီးဟေးဆိုရင်တော့ညီသားတွေကိုဥဆောင်နိုင်ဖို့ညီသားတွေကိုကြမ်းကြမ်းမာမာတရားမျှတစွာဝမ်းမြောက်ဝမ်းသာဥဆောင်နိုင်ဖို့အတွက်ဆိုပြီးတော့မှခင်ဗျာငွေကြေးကိုကောင်းကောင်းကင်တွင်နိုင်ရမယ်တဲ့ငွေကြေးကိုမမေ့မော့ရဘူးငွေကြေးမှာမညစ်ပတ်ရဘူးပိုက်ဆံကိစ္စနဲ့ပတ်သက်ရင်ဖြောင့်မတ်ရမယ်လို့ပထမချက်တင်ပေးထားတယ်ဒုတိယအချက်ကတော့ဗာတင်ပေးထားတယ်လေဆိုရင်တော့မိမနဲ့ပတ်သက်ပြီးတော့မှထိန်းနိုင်ရမယ်နော်အဲ့ဒါပိုင်းမှာခင်ဗျားတို့ထိန်းနိုင်ရမယ်ရှောင်နိုင်ရမယ်လို့ဒုတိယချက်အနေနဲ့ကျွန်တော်တို့ကိုပြောပြတယ်ဒါတိယချက်အနေနဲ့အာနာမမင်းမောရဘူးလို့ကျွန်တော်တို့ကိုတင်ပေးတယ်အခုချင်းပီမှာဒီတော်လှန်ရေးတနန်တလျာမှာချင်းပီတစ်ခုတည်းမဟုတ်ဘူးကျွန်တော်ကြုံတွေ့နေတဲ့ဥစ္စာကတော့ဒုတိယနောက်ထပ်တစ်ခုထပ်ထည့်ဖို့ကျွန်တော်လူချင်ပါတယ်ငွေကြေးမကဘူးမိမမကဘူးအာနာမကဘူးအရက်ပါရှောင်နိုင်ရမယ်လို့ကျွန်တော်ထပ်ထည့်ချင်ပါတယ်အဲ့ဒါ leadership ဆိုတော့အဲ့လိုမျိုးမှာပွင့်ပြိုမွေ့နေမယ်ဆိုရင်တော့ကျွန်ုပ်တို့ကိုကြိုးခိုင်းသွားကြတဲ့အသစ်ပေးသွားကြတဲ့မိဘတွေကျန်စစ်ခေရမိသားစုတွေကိုကျွန်ုပ်တို့ဘယ်လိုရင်ဆိုင်ရမှာလဲအဲ့ဒါတွေကိုကျွန်တော်မျက်ခွန်းထုတ်ချင်ပါတယ်အဲ့ဒါကြောင့်အဲ့ဒါအချက်လက်ချက်ကိုကောင်းဆောင်တွေကကျွန်တော်တို့ကဆူတောင်းချအဖြစ်ဆွတ်လွတ်နိုင်ဖို့သိအရေးကြီးတယ်လို့ဒီမနေ့မှာကြားချင်ပါတယ်တပီလုံးကမှာကြားချင်ပါတယ်ငေသားဆိုတာကောင်းဆောင်မှာပဲမူတည်ပါတယ်တို့ကောင်းဆောင်တွေကောင်းနေပြီဆိုရင်တော့ငေသားကတော့ဘယ်လောက်ပဲဆိုကျွန်တော်တို့ကဆွဲခေါ်လို့ရပါတယ်ငေသားအရက်တောက်ခဲ့တာကျွန်တော်ကအပြစ်မတင်ပါဘူးအပြစ်မမြင်ပါဘူးတို့ကောင်းဆောင်တွေကဒါကောင်းနေပြီဆိုရင်တော့ကျွန်တော်ရဲ့အတွေ့အကြုံရငေသားတွေကကျွန်တော်တို့ကိုလေးစားပါတယ်ချစ်ခင်ပါတယ်အဲ့တော့ဒီကနေ့မြန်မာနိုင်ငံတနန်တလျာမှာတော်လှန်ရေးလုပ်နေတဲ့ကောင်းဆောင်တွေအဲ့လိုမျိုးအချက်လက်ချက်ကိုမကင်တွေ့နိုင်ဘူးမရှောင်နိုင်ဘူးဆိုရင်တော့ကျွန်တော်တို့ကြောင့်ခမည်းတော်ကြောင့်ကိုယ့်ရဲ့ရဲဘော်လေးတွေကြဆုံးခဲ့တဲ့အသက်ပေးခဲ့တဲ့ဥစ္စာအလကားဖြစ်သွားမှာကိုအင်မတန်မှစိုးရိမ်ပါတယ်အဲ့ဒါကြောင့်ဖြစ်တင်မှာကြတော့လိမ့်လိမ့်မာမာနေကြရအောင်ကောင်းဆောင်တွေလိမ့်လိမ့်မာမာနေကြအောင်ဒုတိယအချက်အနေနဲ့ကျွန်တော်တို့မလုံနေတဲ့အဖွဲ့အစည်းကခိုင်ခိုင်မာမာလုပ်ကြရအောင်ဒီမိုကရေစီစနစ်နဲ့လုပ်ကြရအောင်လူတူတယောက်အကြိုက်နဲ့မလုပ်ရဘူးအခုကျွန်တော်တို့ချင်းတောင်မှာကျွန်တော်ကဒီကုံပိုင်ပြောမယ်ဆိုရင်တော့ဘာဖြစ်လို့19တလောက်မနိုင်တယ်လဲစက္ကစကို19တလောက်မနိုင်တယ်လဲပြည်သူလူထုတွေဘာဖြစ်လို့အော်နေရတယ်လဲပြည်သူလူထုတွေဘာဒုက္ခရောက်နေတယ်လဲဆိုရင်တော့ကောင်းဆောင်ဒီကြောင့်ပဲကျွန်တော်တို့ကပြစ်တင်ချင်ပါတယ်ကျွန်တော်ကိုယ်တိုင်အပြစ်တင်ချင်ပါတယ်ဘာဖြစ်လို့စက္ကဒုက္ခပေးနေတဲ့ကြားထက်ကကိုတို့ကောင်းဆောင်တွေကပြည်သူလူထုကိုဒုက္ခပေးနေရတာလဲအစင်းစားစရာအင်တာမလိုအပ်တယ်ဆိုတော့တို့အဖွဲ့အစည်းကဒီမိုကရေစီစနစ်အတိုင်းပြည်သူလူထုအကြိုက်ဖွဲ့စည်းရဟုတ်တယ်လားမဟုတ်ဘူးလားဆိုလို့ဥစားစဉ်းစားရအောင်ကျွန်တော်ဖျားသခင်ရဲ့ကျေးဇူးတော်အဖြစ်ဒီမြန်မာတနိုင်ငံလုံးမှာကြည့်မယ်ဆိုရင်တော့ချင်းပြည်သူလူထုကအများစုကဖွဲ့စည်းပေးထားတဲ့ချင်းလင်းကောင်စီဆိုတာချင်းပြည်ချင်းလင်းဖွဲ့စည်းပုံအခြေခံဥပဒေ2023အရပေါ်လာတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်တော်တော်ကြမ်းမာလာပါတယ်အဲ့ဒါကြောင့်အင်စုကြည်အပါအဝင်တိုင်းရင်းသားတွေအားလုံးတော်လှန်ရေးတွေကိုကျွန်တော်တိုက်တွန်းချင်တဲ့ဥစ္စာကတော့ချင်းလင်းကောင်စီလိုဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကောင်းကောင်းတွားကြပါတယောက်တစ်ပေါက်မတွားကြပါနဲ့စိတ်ဆန္ဒနဲ့မတွားကြပါနဲ့အဲ့ဒါမှပဲကျွန်တော်တို့ချင်းပြည်ကကြမ်းမာမှာဖြစ်ပါတယ်ဆိုတော့ဒီချင်းပြည်မှာ
ချင်းလင်းကောင်စီလိုအခြေခံဥပဒေနဲ့တွားနိုင်မှတာလျင်ချင်းပီကကျမ်းမာမှာဖြစ်ပါတယ်အခြေခံဥပဒေမရှိဘဲနဲ့ခြာထားဆိုတဲ့ဥစ္စာပြည်ငိမ့်နဲ့မရပါဘူးအဲ့လိုမျိုးတွားတဲ့သူတွေကတော့အခုကအားလုံးပျောက်ဖို့အတွက်ဖြစ်နေပြီဥပမာကြည့်မယ်ဆိုတော့ AUCC ဆိုတာခုကပျောက်ခါနေပြီနောက်ပြီးတော့မှ ICNCC ဆိုတာလည်းပျောက်ခါနေပြီဒါအဖွဲ့အစည်းတစ်ခုကြံတဲ့ဥစ္စာတွေကတော့အဖွဲ့အစည်းမရှိသေးပါဘူးနောက်ပြီးတော့ NUG ဆိုရင်လည်းပဲအခြေခံဥပဒေနဲ့မတွားတဲ့အတွက်မလုပ်လဲကောင်းကောင်းမလုပ်နိုင်ပါဘူးဆိုတော့ကျွန်တော်နောက်ဆုံးအနေနဲ့ပြောချင်တဲ့ဥစ္စာကတော့ချင်းလဲကောင်စီလို့လူတူတယောက်အပေါ်မှာမဥတီပဲနဲ့အခြေခံဥပဒေလေးနဲ့ကောင်းကောင်းမွန်မွန်တွားနိုင်နေဆိုရင်တော့ချင်းပီကကျမ်းမာမှာဖြစ်တယ်လို့မြန်မာနိုင်ငံလည်းကျမ်းမာမှာဖြစ်ပါတယ်အဲ့ဒါကြောင့်အချက်နှစ်ချက်ကိုကျွန်တော်ပြောထားတဲ့ဥစ္စာလိမ့်လိမ့်မာကောင်းဆောင်နေအောင်အဖွဲ့အစည်းကိုလူတူးတယောက်အပေါ်မှာမဟုတ်ဘဲနဲ့ကြမ်းမာဖြစ်အောင်အဖွဲ့အစည်းကကြမ်းမာအောင်အခြေခံဥပဒေနဲ့ပဲတွားကြရအောင်ဆိုပြီးတော့မှကျွန်တော်ရဲ့အတွေ့အကြုံရပြည်သူလူထုတွေကိုဒီမရာလန် fundraising team ကနေတဆင့်ပန်ကြားချင်တာဖြစ်ပါတယ်အားလုံးဖျားခင်ကောင်းကြီးပေးပါစေကျေးဇူးတင်ပါတယ်